ဒီနေ့မနေ့ပေါ့နော်ဝီရဲကားပေါ့နော်ဂျပန်လမ်းမှာအဲ့လိုမီးလောင်ပါတယ်ထိုင်နေတဲ့နေရာကနေပြီးတော့ပေါ့နော်ထိုင်နေတဲ့နေရာကနေပူပြီးတော့ပေါ့နော်မီးဟက်တလို့ဖင်ပူသွားလို့ပေါ့နော်အဲ့ဒါနဲ့ပူသွားတာနဲ့ဟေးဘာဖြစ်လို့လဲမသိဘူးဆိုပြီးတော့ပူလို့ပေါ့နော်ကိုကလည်းဟိုကြည့်ဒီကြည့်ပေါ့ပြီးလည်းပြီးတော့ကားတကားဖွင့်တော့လည်းဖွင့်လို့မရတော့ဘူးပေါ့နော်အဲ့နဲ့ကားတကားကိုမနှဲဆောင်ဖွင့်တာပေါ့နော်ဘေးနားမှာထီးပါတော့ထီးနဲ့ရိုက်ဖွင့်ပြီးခြေထောက်နဲ့စောက်ကန်ဖွင့်ပေါ့နော်အမျိုးမျိုးဖွင့်ရတယ်ပေါ့နော်နောက်ဆုံးတော့တစ်စီးလုံးလောင်သွားပါတယ်နောက်ဆုံးမှာတစ်စီးလုံးမီးထဲပါသွားတယ်ပေါ့နော်ဘေးကကိုကြီးကမီးတက်ကားကိုဖုံးဆက်ပြီးတယ်ပေါ့နော်အကုန်လုံးကျေးဇူးတင်ပါတယ်လို့ဦးကြီးတော်တော်လေးစိတ်မကောင်းဖြစ်နေတယ်ပေါ့နော်လူလည်းလက်တွေပါဆိုလို့ရှင်လက်သေးကြီးကျိုးပဲ့သွားတယ်ပေါ့နော်ဆိုပြီးလက်တွေလည်းနည်းနည်းထိသွားတယ်ပေါ့နော်ဒါပေမဲ့မသေးတာကံကောင်းပါမသေးတာကံကောင်းလို့ပေါ့နော်ဖះခဲ့တာပေါ့နော်ဖះတရားတန်တာပေါ့နော်ဖះစာရုပ်ပြီးတော့ဒီတကားကိုပွင့်အောင်ဖွင့်ရတာပေါ့နော်အပင်နေဆိုလို့ရှိရင်တော့မီးတွေလောင်သွားတယ်ပါ